နှစ်ပဲချိန်ပြီး N3 Canny Master New Edition ရဲ့ပေါ့နော်ခန်းကြီးလေးတစ်လုံးရမယ်ဆိုရင်စိတ်ဝင်စားလားစိတ်ဝင်စားတယ်ဆိုရင်ဒီဗီဒီယိုကိုစောင်းအောင်ကြည့်သွားလိုက်ပေါ့နော်ကျွန်တော်ဗီဒီယိုပေါ့နော်ခန်းကြီးတွေအားလုံးဒီ YouTube channel The Sun YouTube channel မှာတင်ထားပေးပါတယ်ဒါဆိုရင်ဆက်သွားလိုက်ရအောင်နော် N3 ခန်းကြီးပေါ့နော်ကြက်ဖို့ခက်နေတယ်ဆိုရင်အခုဗီဒီယိုကိုကြုံသွားနေကြည့်သွားလိုက်နော်ကျွန်တော်တော်လုံးလုံးတက်လုံးလုံးပညာဒနာလောက်တာမဟုတ်ပါဘူးအတန်တကယ်လို့မှားခဲ့တယ်ဆိုရင်ခွင့်လွှတ်ပေးဖို့ကြိုတင်ပြီးတော့တောင်းပန်အပ်ပါတယ်လုံးကိုမြင်ပါပါဗျာကျွန်တော်နာမည်တော့ရဲသူနေဆွေဖြစ်ပါတယ် The Sun Education ရဲ့ founder လေးဖြစ်ပါတယ်ဒီနေ့ Canny Master New Edition ရဲ့ပေါ့နော်31လုံးမြောက်စကလုံးလေးပေါ့နော်ချီချီဆိုရဲကျွန်တော်တို့စကလုံးလေးကိုတွားပါမယ်ပေါ့နော်ချီချီနော် note နော်စကလုံးလေးကိုတွားပါမယ်ဒီစကလုံးလေးမှာဆိုရင်ကျွန်တော်တို့ကအပိုင်းလေးနှစ်ပိုင်းပါတယ်နော်ဒီလိုမျိုးကျွန်တော်တို့ကအာဟာရဆိုတဲ့အပိုင်းလေးပါမယ်နောက်ကကျွန်တော်တို့ကပေါ့နော်ရှီးပုံစံအပိုင်းလေးပါနော်အဲ့တော့ကျွန်တော်တို့ကသူ့ကိုအလွယ်ပဲမှတ်မယ်နော်အာဟာရအတွက်အာဟာရအတွက်ရှီလေးကိုနှိုးတိုင်းပြီနော်အလုံးကိုနောက်ကပေါ့နော်သူ့ရဲ့ကျွန်တော်လုံးသွဲလေးတွေကိုတွားရအောင်ဒီနေ့ကနေတောက်ကြနေတီတရက်ကိုခန်းကြီးတစ်လုံးကျွန်တော်ရဲ့ YouTube channel မှာတင်ပေးပါတယ်ဒီမှာဆိုရင်ကျွန်တော်31လုံးမြောက်မှာဆိုရင်ကျွန်တော်တို့ပါပေါ့နော်ချီချီ no ဆိုတဲ့စကားလုံးပါမယ်ပြီးတော့ရင်နွားနဲ့တွဲတယ်ပေါ့နော်နွားလေးနဲ့တွဲတယ်ကျူးညူနွားနို့ပေါ့နော်ဟုတ်ပြီနောက်တစ်ခုကကြာပါလဲဆိုရင်ကျွန်တော်တို့ကဟာညူရူဤနိုတိုင်တဝါဟုတ်ပြီနောက်တစ်ခုကကြာတော့ချီနိုမီကိုနိုဆိုကလေးဟုတ်ပြီဒီ star ပြထားတဲ့စကားလုံးလေးကတော့ကျွန်တော်တို့ပါနော်ခန်းကြီး master overshin ရဲ့စကားလုံးလေးပဲဖြစ်ပါတယ်ပေါ့နော် new sheet သွားပေါက်စဆိုတဲ့အဓိပ္ပာယ်ပဲဖြစ်ပါတယ် like and subscribe ခေါင်းလေးနှိပ်ပေးခဲ့ပါဦး